ရန်ကြီးချစ်မိလာတဲ့အခါဆုံးရှုံးရမှကြောက်တဲ့စိတ်နဲ့အရာရာကိုတုံဝင်တူမိချုပ်ချယ်တယ်လို့ခေါင်းစဉ်တက်လာတယ်။ဘာကြောင့်တုံဝင်တူတာလဲ။ဘာအတွက်ဥတူနေတာလဲဆိုတာကိုမမေးတော့ဘူးလား။ဟောဒီလူကရင်ဘတ်နဲ့ခံစားရတာပါ။အတိစိတ်ကနှိပ်စက်ပြီးမတိစိတ်ကလည်းတွေးပေါင်းများစွာစီးစင်းနေတဲ့ပြန်တယ်။ဒါရီရောခမည်းသိလား။ခမည်းရဲ့အပြစ်မှုအပြောဆိုတွေကစတချို့သောလူတွေအပေါ်ရန်ရှင်းနေစိတ်ကမှုမမှန်တော့ဒေါသကလည်းလှုပ်ထွက်လာမိတယ်တခါတလေရန်တာဖြစ်ရတယ်ရွှေမတိုက်ပါနဲ့ဒီလူကတကယ်ခံစားနေရတာပါခမည်းဘက်ကလိုက်ပြီးစွာနဲ့စင်ကျင်ပြီးစိတ်ပြေအောင်တော့ပြန်ပြောပြီးစီခြင်းနဲ့ချစ်လို့တဝင်တူတာလေဗျာတဝင်တူဝင်မရှိဘူးလားခမည်းကိုတော့အဆုံးရှုံးမခံနိုင်ပါဘူးသူများကလူယူသွားမှာကိုလည်းစိုးထိတ်မိတယ်။တခြားလူစီခမည်းစိတ်ရင်သွားမှာကိုလည်းအရန်ကြောက်နေမိပြန်တယ်။ကျွန်တော်ကိုလည်းတနာပါဦး။စိတ်လည်းအရန်ပင်ပန်းနေပါပြီ။ကျွန်တော်မကြိုက်တာတွေကိုလည်းခမည်းတက်နိုင်ဆုံးတော့ဆင်ခြင်ပေးပါနော်။မိပြီးခြင်းမျိုးမဟုတ်ပါဘူး။တောင်းဆိုခြင်းသာဖြစ်ပါတယ်။ပိုချင်းပိုခံစားရမယ်တဲ့။ဟုတ်ပါတယ်။အခုကလည်းပိုချစ်လို့ပိုတဝင်တူနေရတာပါ။ခမည်းတည်တင်နေဒီမှာတရားမှာအချက်မနဲ့ခံရင်ခံသွားနိုင်တယ်တယောက်ယောက်ကဝင်လာပြီးလူသွားမှလဲဒီကောင်လေးကြောက်နေတယ်ချစ်တဲ့သူမင်းအားလဲဖျားပေးတဲ့သူအားလဲမရှိမဖြစ်ဘူးချစ်ပဲ